အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ကတတ်တော်အနှစ်8000နဲ့အနှစ်8000မှာပြိဋိဘံစံမှာအနှစ်8000ပြိဋိဘံစံပြီးတော့ထားတော်မူမဲ့သာသနာကအနှစ်3သိန်းသာသနာဘယ်လောက်ထားခဲ့ပဲကဲဘုန်းကြီးတို့အခုဂေါတမမြတ်စွာဘုရားသာသနာက9000တဲ့မကွာဘူးလားဘုရားတိုက်ကွာလိုက်တာထားတော်မူမဲ့သာသနာတော်ကအနှစ်3သိန်းနဲ့6000 3သိန်းနဲ့မဟုတ်6000ပါသေးတယ်3သိန်းနဲ့6000နဲ့ဂေါတမမြတ်စွာဘုရားရှင်ကိုရောမြတ်ကပြိဋိဘံစံနာတတ်တော်ရှိတယ်ထားခဲ့တဲ့သာသနာက9000အခုပဲတဝက်ကျော်လာပြီတဝက်တည်းမကောင်း2550နတ်တဲ့နဲ့တွေ့ကြည့်ဘုန်းကြီးတို့ဂေါတမဘုရားသာနာတော်ကွယ်ဖို့လို့ရက်ပိုင်းလေးပဲရှိတော့တယ်လူသက်နဲ့တွေ့နေလို့2500ပြောနေတာနတ်တဲ့နဲ့တွေ့ရင်ရက်ပိုင်းပဲကြံတော့တယ်မေ့လျော့ပေါ့ဆနေလို့မဖြစ်ဘူးပိဋကတ်တွေအပူတပြင်းကုသိုလ်ကောင်းမှုလုပ်ရမှာအရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်သာသနာတော်အနှစ်3သိန်းနဲ့6000ပြည့်သွားတဲ့အခါမှာဒီလောကကြီးမှာဘုရားတရားသံဃာယရဏဆိုတဲ့ယရဏ3ပါးဟာစိတ်သုံးသွားလိမ့်မယ်ဘယ်လောက်ကြာမလဲဆိုကဘာပေါင်း3သိန်းနဲ့ဘုရားတန်တရားတန်သံဃာတန်ကိုမကြားရမှာကဘာ3သိန်းကဘာပေါင်းဘယ်လောက်တဲ့ကဘာ3သိန်းတိတိဘုရားတန်တရားတန်သံဃာတန်ယရဏ3ပါးတန်ကိုလုံးဝမကြားရပဲနဲ့ကဘာပေါင်း3သိန်းတိတိလောကကြီးအမောင်ဖုံးသွားပြီအဲ့ဒီကဘာ3သိန်းကျော်လွန်သွားတဲ့အခါမှာမန္တကဘာရဲ့လို့ဖြစ်ပေါ်လာပြီးတော့ဘုရားနှစ်စုပွင့်လိမ့်မယ်အဲ့ဒီမန္တကဘာမှာဘုရားနှစ်စုမန္တကဘာမှာဘုရားဘယ်နှစုတနေ့တဲ့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ပွင့်တာမဟုတ်ဘူးတဆူပြီးမှတဆူပွင့်တာဘုန်းကြီးတို့ခုဗဒ္ဒကဘာမှာဘုရား5စုပွင့်တယ်ကကုသနာဘုရားပွင့်သာသနာထားကပြိဋိဘံစံကောဏဂုံဘုရားပွင့်သာသနာထားကပြိဋိဘံစံကတ္တဗဘုရားပွင့်သာသနာထားကပြိဋိဘံစံဂေါတမဘုရားပွင့်သာသနာထားကပြိဋိဘံစံပြီးတော့သာသနာထားခဲ့တယ်အခုဂေါတမဘုရားသာသနာဒီဗဒ္ဒကဘာကြီးမှာဟောမန္တကဘာတဲ့အဲ့ဒီမန္တကဘာမှာတော့ဘုရားနှစ်စုပွင့်မယ်ပွင့်မယ်ဘုရားကရာမတဲ့မန္တကဘာမှာပွင့်မဲ့ဘုရားကရာမတဲ့အဲ့ဒီရာမကဥတ္တရရာမမင်းနဲ့ဥတ္တရရာမမင်းကရာမဆိုတဲ့ဘွဲအမည်နဲ့ဘုရားဖြစ်လိမ့်မယ်သာရိပုတ္တရာနောက်ဘုရားတဆူကဓမ္မရာဇာဘုရားတဲ့ဘာဘုရားတဲ့ဓမ္မရာဇာဘုရားကဘသူတုံးဆိုတော့ပိဋကတ်တေပရိနတိကောသလမင်းကြီးတဲ့ကောသလမင်းကြီးဗာမင်းကြီးလေကောသလအိမ်မဲ့16ချက်ဆိုတော့မကြဘူးလားအဲ့ဒီအိမ်မဲ့16ချက်မဲ့တဲ့ကောသလမင်းကြီးကဖယားအလောင်းကောသလမင်းကြီးအိမ်မဲ့မဲ့တဲ့အိမ်မဲ့မဲ့တဲ့ကောသလမင်းကြီးဟာဓမ္မရာဇာအနေနဲ့ဓမ္မရာဇာအမည်နဲ့ဖယားပွင့်မယ်အကြာကြီးဆောက်ရအောင်မယ်အခုဘုန်းကြီးတို့ပြန်တွက်ပြအောင်မယ်အခုဒီကဘာကြီးအခုဘုန်းကြီးတို့ဗဒ္ဒကဘာကနေအခုတတန်းနေဆုပ်ဘုန်းကြီးတို့85နှစ်တန်းရောက်လာပြီ85နှစ်တန်းကနေတတန်းနေဆုပ်50အစိတ်20ဆုပ်10နှစ်တန်း10နှစ်တန်းကျတော့ကကြီး3ပါးဆက်ပြီးတော့အဲ့ဒီကကြီး3ပါးကနေပြီးတော့ပြန်လွတ်လာတဲ့လူတွေကမွေးတဲ့ကလေးတွေကအနှစ်20အဲ့ဒီလူတွေကပြန်မွေးအနှစ်40အဲ့ဒီကနေတတန်းနေတက်တသိန်းတန်းရောက်တော့အခုအရိမတေယဘုရားပွင့်အရိမတေယဘုရားပွင့်ပြီးတော့လူတွေတက်တန်းနေပြန်ဆုပ်သာသနာတော်ထားကမှာက3သိန်းနဲ့6000အဲ့ဒီကနေပြီးတော့သာသနာလဲပြည့်လို့ကုံလဲကုံသွားတော့ဒီကမ္ဘာလောကကြီးမှာဘုရားရေလို့မရှိတော့ပြန်ဘူးအဲ့ဒါဘယ်လောက်ကြာမလို့ဆိုကမ္ဘာပေါင်း3သိန်းအဲ့ဒီကမ္ဘာ3သိန်းလွန်တဲ့အခါကျတော့မှမန္တကဘာဆိုပြီးတော့ကဘာကြီးပြန်တဲမှာအဲ့ဒီကဘာကြီးပြန်တဲတဲ့အခါကျတော့မှဘုရားနှစ်စုတဆူကဥတ္တရာရာမမင်းတဆူကတော့ရာမဘုရားဆိုပြီးတော့ပွင့်မယ်ပရိနတိကောသလမင်းကြီးကတော့အဲ့ဒီချိန်ကျတော့ဓမ္မရာဇာအမည်ရှိတဲ့ဘုရားရဲ့လို့ဖြစ်ပေါ်လာလိမ့်မယ်တဲ့မန္တကဘာပြည့်ပြီးတဲ့အခါမှာတာရကဘာရဲ့လို့တခါပြန်ဖြစ်အောင်မယ်အဲ့ဒီချိန်လုံးကမန္တကဘာမှာဘုရားနှစ်စုပွင့်ပြီးတော့ကဘာကြီးပြည့်ပြီးတော့နောက်ကဘာတစ်ခုပြန်ပေါ်လာမယ်အဲ့ဒီကဘာကတာရကဘာအဲ့ဒီတာရကဘာမှာအဘိဘူးလို့အမည်ရတဲ့ဘုရားတဆူတဲ့တာပွင့်လိမ့်မယ်
အဲ့ဒီဘုရားပွင့်ပြီးတော့သာသနာထားခဲ့သာသနာကုံကဘာကြီးပြည့်ကဘာပြည့်ပြီးတော့သာရကဘာပြည့်ပြီးတော့ဘေသတ္တိကဘာပေါင်းတသိန်းတိတိတခါဘုရားမပွင့်မြန်ဘူးတဲ့ကဘာတသိန်းလွန်တဲ့အခါကြာတော့မှဒီကသောနိအသူရိန်စန္ဒနီပုံနာသူပလူလင်တောဒေယပုံနာနာလာဂီရီဆင်ပလလေယဆင်အဲ့ဓာတွေဟာပြည့်တတ်တဲ့ဘုရားအလောင်းတွေပဲတဲ့ကဘာတသိန်းလုံးမှပွင့်ကြမယ်ဘုရားတွေ